အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာကတော့ကျွန်တော်အရင်ဗီဒီယိုမှာညာဘက်လက်လေ့ကျင့်ခန်းဆို base အတွက်ညာဘက်လေ့ကျင့်ခန်းကျွန်တော်ပြပေးဖို့ဒီနေ့ဗီဒီယိုမှာကျွန်တော်ဘယ်ဘက်လက်လေ့ကျင့်ခန်းပေါ့နော်ညာဘက်လက်လေ့ကျင့်ခန်းဘယ်ဘက်လက်လေ့ကျင့်ခန်းကျွန်တော်ပြပေးဖို့ဖြစ်ပါတယ်ဘယ်ဘက်လက်လေ့ကျင့်ခန်းကိုကျွန်တော် exercise 3ခုပြမယ်အရင်ကျွန်တော်ညာဘက်လေ့ကျင့်ခန်း4ခုခုရုပ်စာ3ခုညီမစနေလေးလာလို့ရမယ်နီးလေးပေါ့နော် major scale မှာကျွန်တော်တစ်ခါလေးပြပါပေးလိုက်မယ်နော်နံပါတ်1 exercise ကိုထားလိုက်ကြအောင်နံပါတ်1 exercise ကတော့ကျွန်တော်ကဒီလက်ချောင်းလေးတွေကိုကျွန်တော်တို့အသားကြောင်ပေါ့နော်အဲ့မှာကျွန်တော်မဲဒလင်မှာလေ့ကျင့်မယ်ဆိုလည်းရအောင်နော်ကျွန်တော်ကဟိုမဲဒလင်မရှိဘဲနဲ့ဂီတာသမားတွေအတွက်ကိုကျွန်တော်တီးတန့်ရည်ရွယ်ပြီးတော့နော်ကျွန်တော်ကပြပေးတာဖြစ်တယ်အဲ့တော့အခုကျွန်တော်ဂီတာကကျွန်တော်မဲဒလင်တိုင်းကျွန်တော်ညှိပြီးသွားရင်နော်အခုမှဒီဗီဒီယိုတွေ့တဲ့လူတွေအတွက်ပေါ့နော်ကျုံးညင်နေပါတယ်လေကျွန်တော်ရင်ဗီဒီယိုမှာပြပြပေးထားတာရှိရနော်အဲ့မှာကျွန်တော်ကောင်းတယ်ကျွန်တော်တင်ထားတယ်အဲ့တော့နံပါတ်1 exercise ကိုစလိုက်ကြအောင်နံပါတ်1 exercise ကကျွန်တော်ဒီလက်ချောင်းလေးလေ့ကျင့်ခန်းလေးလုပ်မယ်နော်အရင်တော့ကျွန်တော်ဒီလက်ညှိုးရယ်ဒီလက်ချောင်းလေးတွေပေါ့နော်လက်ညှိုးကိုကျွန်တော်အပေါ်ခတ်ပြီးတော့ base လက်မမပါဘဲနဲ့လက်ညှိုးရွေးသီးသန့်ကျွန်တော်ခတ်မယ်လက်သန်းကနေစပြီးတော့ကျွန်တော်ဒီ၄ကွက်လေးလိုထောက်လိုက်နော်တွေ့လားအဲ့ဒီလိုထောက်လိုက်ပြီးတော့ကျွန်တော်လက်သန်းကနေစပြီးတော့ဒီလိုရွှေ့မယ်လက်ညှိုးဒီနော်လက်သန်းလက်တကြလက်ကလေးလက်ညှိုးနောက်ကျွေးလည်းအဲ့လိုသွားနောက်ကျွေးလည်းသွားမယ်နော်ပြည့်ချင်းတော့ပါနော်အဲ့တော့လက်ညှိုးပဲတော့လက်မလုံးဝမပါသေးဘူးเนาะအဲ့တော့ကျွန်တော်တန်ပိုလေးနဲ့လေ့ကျင့်ကြမယ်တန်ပိုကို80လောက်နဲ့လေ့ကျင့်မယ်เนาะ2 3 4 1 2 3 4ပြင်ညှိကြပြင်3ကြ4ကြလို့ရှိရင်အဲ့ဥစ္စာလေးပြီးရင်နောက်တစ်မျိုးရှေ့ကနေကျလက်ညှိုးကနေလက်သန်းကိုပြန်သွားခုနလက်သန်းကနေအပေါ်ကိုလက်ညှိုးသွားတယ်အခုလက်ညှိုးကနေပြီးလက်သန်းကိုဆင်းမယ်အဲ့တော့ဒီမှာတီးတဲ့နေရာမှာလေကျွန်တော်တို့ကနော်ဒီမှာသူ့ရဲ့ဟိုဟာလေးရှိရနော်တီးတဲ့နေရာမှာလေကျွန်တော်ဒီဇောင်းလေးနဲ့ပဲတီးပါနော်ဒီဇောင်းလေးနဲ့ပဲဒီလိုလေးအပေါ်လေးကိုပြင်ပြီးဒီလိုလေးခောက်အောင်ပါနော်ဒီလိုမျိုးကြီးကုတ်တာမဟုတ်ဘူးနော်ဒီလိုမျိုးကြီးကုတ်ဆောင်လို့ဟုတ်လို့ကုတ်ဆောင်လို့နော်ဒီလိုလေးအသားလေးပြင်ပြီးခောက်အောင်ပါနော်โอเคအဲ့လက်ညှိုးကနေအောက်ပြန်ဆင်းမယ်အော်တယ်ဝလေးနဲ့ကျင်းကျင်2 3 4 sorryလေ့ကျင့်ပါနော်လေ့ကျင့်အဲ့ဆိုအရင်ပြောအောင်အဓိကတော့လေ့ကျင့်ရဆိုတော့ဒီလက်ညှောင်းဒီလက်ချောင်းကိုအပေါ်ကျိုးတွေအောက်ကျိုးတွေသွားလာလေးပေါ့နော်ကျွန်တော် major scale သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကလက်လေးတွေတက်လေးတွေပေါ့နော်ကိုကအသားကြောင်သွားနိုင်ဖို့အတွက်ရည်ရွယ်တယ်နော်ဒီ exercise တွေကကဲအဲ့တော့အဆင်ပြေသွားပြီဆိုနံပါတ်2 exercise ကိုကျွန်တော်ပြပါမယ်နော်နံပါတ်2 exercise ကကျွန်တော် base နဲ့တွဲပြီးတော့ခုနကအတိုင်းကိုပဲဒီလိုလက်ညှိုးလေးတွေသွားတယ်လက်ချောင်းလေးတွေသွားတဲ့အတိုင်းကိုပဲကျွန်တော် base နဲ့တွဲပြီးတော့တီးရွယ်အဲ့ဒါနံပါတ်2 exercise ကဲအဲ့ဒါဒီလိုမျိုးလေးပဲရှိရနော်ကဲအဲ့လိုပေါ့နော် base နဲ့အဲ့ဒါမှဒုစတီးမယ်ဆိုရင်တော့အခက်အခဲရှိနေတယ်အခက်အခဲရှိမယ်ဘယ်လိုစားအခက်အခဲရှိနေဆိုတော့ကျွန်တော် base ဝင်တဲ့အဝင်ပါပေါ့နော်တချို့ကလက်ညှိုးကပဲစားဝင်ရမလားဒါမှမဟုတ် base ကဘယ်လိုလက်မပဲဝင်ရမလားဖြစ်တတ်တယ်အဲ့တော့ဘယ်လိုဝင်ရမလဲတခါလဲကျွန်တော်ပြောလိုက်မယ်နော်အရင်တော့ကျွန်တော်ဒီမှာနံပါတ်5ကျိုးဒုံးဆိုဒိုပေါ့နော်နံပါတ်5ကျိုးကဒိုဖြစ်တယ် F ကျိုးဆိုတော့ဒိုဖြစ်တယ်ဆိုလိုနော်အဲ့တော့အဲ့နံပါတ်5ကျိုးကျွန်တော်အရင်ဆုံးတီးလိုက်ပြီးတော့ဝင်တာဖြစ်တယ်နော်ဒီအဝင်မှာနည်းနည်းတိုင်ပတ်တတ်တယ်အဲ့တော့ဒီလိုမျိုးလေးရှိတယ်ဒီလိုလေးသွားမှာနော်
လိုမျိုးနော်ဒုံတန်တန်ပြီးတော့အဲ့လိုပြန်ထားနော်အဲ့လိုဒီလိုပေါ့ဒီလိုဝင်ပြီးရလဲဒီလိုပေါ့အဲ့လိုဝင်ရနော်လက်မအရင်ဝင်တော့ပြောချင်တော့နော်လက်မအရင်ဝင်ပြီးတော့မှကျွန်တော်လက်ညှို့ကိုခတ်မှာဒီလိုပေါ့အဲ့လိုမျိုးကျွန်တော်ပြောချင်တော့နော်ခုနကလေ့ကျင့်နေမယ်နော်တန်ဖိုးလေးနဲ့လေ့ကျင့်မယ် 2 3 4 1 2 3 4နောက်ကျ sorry ပြီးလက်ညှိုးကနေပြန်ဆင်းမယ် 1 2 3 4ကျွန်တော်ဝင်လိုက်ရတယ်ဟုတ်လား4အဲ့ဒါလား3 4 1 2 3 4 1 2 3 4နော်2 3 4 1 2 3 4အဲ့လိုမျိုးနော်အဲ့ဒါလည်းအတူ exercise ဖြစ်တယ်ရဲလွယ်ပါတယ်အဲ့ဒါအခုဖြည်းဖြည်းချင်းမှန်မှန်လေးနဲ့ပေါ့အခုတန်ဖိုးကမြင်ရဆိုလို့ရှိရင်တန်ဖိုး80လောက်ထားပြီးတော့လေ့ကျင့်ပေါ့နော်အကယ်နားလည်မယ်လို့ထင်ပါတယ်ပြီးလို့ရှိရင် number 3 exercise ပေါ့ number 3 exercise ကိုကျွန်တော်က major scale ကိုပြပြပေးလိုက်5ပေါက်လို့ခေါ်တယ်မြန်မာလို့ဆိုလို့ရှိရင်5ပေါက်လို့လည်းခေါ်တယ် F key ပေါ့နော် F major scale လို့ခေါ်တယ်နော်အဲ့ဒါအများဆုံးတီးကြတာဖြစ်တယ်ကျွန်တော်ကအခုဒီလိုမျိုးပြောရဲဆိုတာကိုမယ်လင်ပညာရဲ့အခြေခံတွေကိုပြောပြတာမဟုတ်ဘူးနော်မယ်လင်ပညာအခြေခံဆိုတာအများကြီးရှိတယ်အများကြီးနဲ့နေတယ်ကျွန်တော်အခုဖြစ်ပေါ်သချင်းလေးပေါ့နော်ဥတုနေဆုံးလို့သချင်းမျိုးလေးတွေကိုကျွန်တော်ဘယ်လိုတီးအောင်လဲဆိုတဲ့အခြေခံလေးကိုကျွန်တော်ပြောပြတာနော်မယ်လင်ပညာအခြေခံကကျတော့အရင်နဲ့နေတယ်ကျွန်တော်လည်းအခုလေးလာနေတယ်ဖြစ်တယ်အဲ့တော့တချို့တွေကျွန်တော်ပြောကြတာရှိတယ်ကျွန်တော်ကုန်းဘက်မှာလာမှန်းကြတာပေါ့နော်မင်းဒါတဲ့ဒီလိုဒူနန်းနန်းပေါ့နော်ဒူနန်းနန်းကမယ်လင်ပညာအခြေခံလားအခြေခံမဟုတ်ဘူးဟုတ်တယ်ကျွန်တော်အခုပြောပြပေးနေရတယ်ကလည်းအခုလိုဥတုနေဆိုတာတချင်းတွေကိုလိုက်တီးကျင်တဲ့ညီကိုတွေရည်ရွယ်ပြီးတော့ကျွန်တော်ကအခုလိုမျိုး sharing လုပ်ပေးတာဖြစ်တယ်အဲ့ဒါကိုကျွန်တော်နားလည်မှုလွယ်နေကြအောင်เนาะကျွန်တော်ပြောပြတာကျွန်တော်ကဒီလို major scale အခြေခံလေးတွေပဲပြောပြတာပါဝါသနာသမားတစ်ယောက်ပါပေါ့เนาะအဲ့ဒါလေးပြောချင်တာ number 3 exercise သွားလိုက်ကြရအောင် number 3 exercise ကကြတော့ do re mi fa f key do re mi fa ကြိုးညီးပြီးသားเนาะအဲ့တော့ number 3ကြိုးကစမယ်เนาะ number 3ကြိုးကစမယ်1 2 3 3ကျိုးရဲ့1 2 3 4 5ခွက်မြောက်เนาะဒီကျွန်တော်ဒီကနေစရည်မယ်ဆို5ခွက်မြောက်ပေါ့เนาะ5ခွက်မြောက်အားကြရင်ဒိုလာတယ် data frame ပုံမှာဆိုရင်တော့73ခွက်မြောက်ပေါ့ဗျာဒိုရင်းမြောက်sorry 1 2 3 4 5ခွက်မြောက်เนาะဒီမှာ5ခွက်မြောက်အဲ့ဒါဒိုပြီး ray ကကြတော့ကျွန်တော်လက်ကျိုးနံပါတ်1ကျိုးလက်ကျိုးဒီလိုက် ray လာတယ်เนาะဒိုရင်းမီကကြတော့ကျွန်တော်နှစ်ကျိုးရဲ့နှစ်ကွက်မီဒိုရေမီပြီးလို့ရှိရင်ဖာကျတော့မီရဲ့ဘေးမှာဖာလာတယ်အဲ့တော့မီရဲ့ဖာရကက်ရက်ဆိုတဲ့အတိုင်းပဲမီဖာအဲ့တော့ဒိုရေမီဖာဆိုကြတော့နံပါတ်1လို့ကျိုးတီးလိုက်တာဆိုရပြီရေမီဖာဆိုဒီမှာလည်းတီးလိုက်ရနော်ဒိုမီဖာဆိုဒီလိုသွားမယ်ဆိုရင်じゃတိတ်မသွားဘူးလို့ကျိုး open string ကိုသွားတာများတယ်အဲ့လိုကြတာဒီလိုပဲသွားတာများတယ်အဲ့လိုမဟုတ်နဲ့အဲ့လိုကြတော့လက်တွေပဲတော့နည်းနည်းနောက်ရှက်ဖြစ်တဲ့တချင်းအနေနဲ့တီးတဲ့ခါကျအဲ့တော့ဒီလိုမျိုးတီးထားအောင်နော်တီးထားအောင်ပြပြတာဒိုရေမီဖာဆိုလာကြတော့တကွက်ကျော်နံပါတ်1တစ်ကျိုးရဲ့နှစ်ကွက်လာဒိုရေမီဖာဆိုလာတီရက်တကွက်ကျော်တီတစ်ကျိုးတကွက်ကျော်နော်တစ်ကျိုးရဲ့၄ကွက်များတီပြီးရင်တီရဲ့ဘေးမှာဒိုအမြင့်ပြန်လာပြီဒိုအဲ့ဒါဒိုပြန်လာပြီနော်အဲ့ဒါဒိုရေပြပြီးတော့လွယ်နော်လွယ်ပါလေအဲ့တော့ဒိုရေမီဖာဆိုလာတီဒိုပြီးရင်ရေသွားလို့ရတယ်အများဆုံးရေထိသွားတယ် F key မှာဆိုလေရေထိသွားတယ်
အဲ့လိုမျိုးကြားဘူးလေမလားဒိုရီတီကိုအလုပ်ချက်ပြီးရင်ဒိုတီလာဆိုဖာမီရီဒိုရီမီဖာဆိုလာတီအဲ့လိုရင်ချင်းနော်လက်ညှိုးနဲ့ရင်ချင်းဒိုတီလာဆိုဖာမီရီဒိုရီမီဖာဆိုလာတီဒိုတီလာဆိုဖာမီရီဒိုတီလာဆိုဖာမီရီဒိုအပေါ်ကအနှိမ့်တန်လဲသွားလို့ရတယ်နော်အဲ့တော့အနှိမ့်တန်မှာတစ်ခါလဲကျွန်တော်ပြပေးလိုက်ဒိုဘေးမှာတီပြီးရင်တကွက်ကြောလာပြီးလွတ်ကြောဆိုအဲ့မှာတခုရှိရကျွန်တော်ကြုံလုံးလေးထပ်ပြပြမယ်အခုကျွန်တော်တို့တစ်ကျိုးရနံပါတ်3ကျိုးရကျုံနေတူတူပဲအဲ့တော့ဒီနှစ်ကျိုးကနှုတ်ကတူတူပဲကြာနှုတ်ကအနည်းနဲ့အနှိမ့်ပဲကွာသွားတာဗျပြီးရင်ကျွန်တော်နှစ်ကျိုးရ3ကျိုးရအခုနှစ်ကျိုးရ4ကျိုးရကျုံနေတူတူပဲကျုံနေတူတူဆိုတော့ကျွန်တော်တို့နံပါတ်တော့ကွာအောင်နော် height တို့ height ရ low ရကွာအောင်ပဲအဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တကွက်ကျော်ဒီကျိုးကလည်းဆိုပဲเนาะအနည်းဆိုအနှိမ့်ဆိုเนาะအဲ့ဒါကဘယ်လင်ရဲ့ဟိုဘယ်လိုပြောရလဲသူ open string เนาะ open string နားလည်အောင်လို့ရှိရင်တော့ပို့ပြီးတော့နားလည်ရပို့လွယ်သွားတယ်ပေါ့เนาะအဲ့တော့ဒီမှာဆို f key မှာဆိုเนาะဒီမှာလည်းဆိုပဲအဲ့တော့သူက c ကျိုးတွေပဲဖြစ်နေတာလေ c เนาะဒါဆို g ဆိုတော့ဒီမှာ re ဆိုလို့ရှိရင်ဒီမှာလည်း re လာနော်ပြီးရင်ကျွန်တော်နံပါတ်5ကျိုးက f ကျိုးကဒိုဖြစ်သွားပြီလေအဲ့လိုမျိုးလေးရှိရနော် open string နဲ့ပတ်သက်ပြီးကိုနားopen string နားလည်ပြီးဒီမှာပြန်သုံးမယ်ဆိုအဲ့လိုမျိုးလေးရှိရတာကျွန်တော်တို့ပြောတာအဲ့တော့ကျွန်တော်အရင်ဆုံးတော့ဒိုရီဖောက်လက်ညှိုးနဲ့ပဲကျင့်ဒီလာဆိုပါမီဗီဒီအလောက်နေထားရပြီဆိုရင် base နဲ့တွဲကျင့်စမယ်နော်ခုနကလိုဒုံထားရစအောင်နော်သုံးခုမြောက်ပေါ့နော်သုံးခုမြောက်ပြီးသွားပြီနားလည်မယ်လို့ဒီပါတယ်အဲ့တော့ကျွန်တော်တို့နံပါတ်1ကနေစပြီးတော့ကျွန်တော်ပြန်ပြီးတော့တီးပြအောင်နော်နံပါတ်1ကကျတော့ကျွန်တော်အရင်ဆုံးပြီးလက်ညှိုးပြန်စပြီးလို့ရှိရင်နံပါတ်2ဆက်စပြီးလက်ညှိုးပြီး major scale နံပါတ်3 set နံပါတ်3ကဲဒါဆို set 3ဖြစ်ပါတယ်เนาะဒီဥစ္စာလေးရပြီဆိုလို့ရှိရင် major scale အဓိကเนาะလက်ချောင်းတန်ပြီးတော့ major scale လေးချင်းအဲ့ဆိုသချင်းလိုက်တီးလို့ရပြီเนาะနောက်ပိုင်းကျွန်တော်သချင်းတွေပါတင်လို့ရှိရင်လည်း AC လွယ်လိုက်တီးလို့ရတယ်เนาะကျွန်တော်မေဒလင်နဲ့ပြရတယ်ဆိုရင်တော့ဗျာမေဒလင် flavor နဲ့ပြရတယ်ဆိုတော့ညီကိုတို့ကဒီမှာကျွန်တော်တို့ဂီတာပဲရှိလို့ဂီတာနဲ့ပဲတီးကြတယ်ဆိုကျွန်တော်ဒီနီးတိုင်းလိုက်တီးလို့ရတာဟိုက flavor နဲ့ဒီမှာ flavor ကျွန်တော်အကုန်လုံးတူအောင်ကျွန်းနေညှိပြီးသားဆိုတော့အဲ့လိုလိုက်တီးလို့ရတယ်เนาะအဲ့တော့ major scale ပိုင်အောင်ရင်ကျင့်ပါ F major scale ကအဓိက main ပါပဲเนาะအဲ့တော့နော် comment ထဲမှာလည်းကျွန်တော်တချင်းတွေပါရောနော်ကိုတီးကျင်တာမတီးတာရှိလို့ရှိရင်လည်းမေးလို့ရတယ်နော် comment လာမှမေးလို့ရတယ်နော်ပြီးတော့ကျွန်တော်ကလည်းခုတီးတဲ့တော့ပြန်ပြီး sharing လုပ်ပေးနေတာဖြစ်တယ်နော်ကျွန်တော်လည်းရိုင်းတက်ကျွမ်းနေလို့လည်းမဟုတ်ပါဘူးကျွန်တော်လည်းပညာတဲ့အဆင့်ပါပဲဝါသနာသမားပေါ့နော်ဝါသနာသမားအဆင့်ပါပဲအဲ့တော့ကျွန်တော်ဒီလို sharing is caring ဆိုတဲ့အတိုင်းပဲမင်းပြပေးပါမယ်ကျွန်တော်ဒီလိုကျွန်တော်လေ့လာထားသလောက်အဲ့တော့အားလုံးပဲအခုဒီဘယ်ဘက်လက်လေ့ကျင့်နေတာexercise 3ခုနဲ့လေ့ကျင့်ပြီးတော့အားလုံးအဆင်ပြေကြပါစေပေါ့ဗျာကျေးဇူးအများကြီးတင်ပါတယ်